လဲကြတာကရှက်စရာမဟုတ်ဘူးနော်ပြန်မထတာကမှရှက်စရာဖြစ်သွားပြီ grade တွဲရလာမှာကြာရှုံးနေတဲ့သားတို့သမီးတို့စိတ်တက်ကြနေစိတ်တက်မကြအောင်နော်အဲ့တော့ဒီချက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးမယ်စိတ်တက်ကြစရာလုံးဝမလိုပါဘူးဒါကဘဝရဲ့လမ်းခွဲလေးပဲဖြစ်တယ်လမ်းပိတ်သွားတာမဟုတ်ဘူးဘဝမှာလမ်းခွဲတွေကအများကြီးပဲရှိတယ်စိတ်တက်ကြနေဘူးလည်းမလိုဘူးစိတ်ညစ်နေဘူးလည်းမလိုဒီရလက်ကြောင်သားတို့သမီးတို့စိတ်ညစ်နေမယ်စိတ်တက်ကြနေမယ်ဆိုတာနားလေအဲ့တော့အခုချိန်ငိုခြင်းရင်ငိုချပလိုက်အားရပါရငိုချပလိုက်ရှင်ထဲမှာမိုးကြက်နေတာတက်တာသွားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ငိုခြင်းရင်ငိုချပလိုက်ပါဒါပေမဲ့ရှက်စရာလုံးဝမလိုဘူးเนาะအားငယ်စရာလည်းလုံးဝမလိုဘူးဘယ်သူနဲ့မှလည်းနှိုင်းရှင်စရာမလိုဒီအချိန်မှာအရေးကြီးဆုံးကမိသားစုဝင်တွေပဲဖြစ်တယ်အဲ့တော့မိသားစုဝင်တွေကအပြစ်တင်မှုတွေမပြုတ်လောက်ပါနဲ့သူတို့ကိုနားလည်ဖို့ပို့ပြီးတော့အရေးကြီးပါတယ်ငါကဒီလောက်ပံပိုးပေးထားတာတော့မှအသုံးမကျဘူးဒီလိုစကားတွေလုံးဝမပြောပါနဲ့သူတို့လည်းစူးစမ်းခဲ့ကြတာပဲလွဲချုံကတော့လူတိုင်းရှိကြမှာပါပဲမိဘတွေလည်းခံစားရမယ်ဆိုတာနားလည်ပါတယ်ဒါပေမဲ့ကလေးတွေလည်းခံစားရတာပေါ့သူတို့လည်းမကောင်းတဲ့ရလက်ကြီးဘယ်လိုလုပ်ပြီးရကြမှာလဲเนาะအဲ့ဒီအတွက်ကြောင့်မို့လို့ကိုဒီကလေးကိုအပြစ်တင်နေမယ်ဆိုလို့ရှိရင်ဒီရလက်ကလည်းပြန်ပြီးတော့ကောင်းလာနိုင်မှာမဟုတ်ဘူးသူတို့ကိုမိဘတွေကအပြစ်တင်နေလေသူတို့ကိုသူတို့အပြစ်ရှိတဲ့လူတယောက်လို့ခံစားရနိုင်တယ်ငါမိဘကဒီလောက်တောင်းဝင်ကြည်ခဲ့တာတော့ငါမိဘကိုတောင်းဝင်မကြည်ဘူးဆိုတဲ့အပြစ်တင်မှုတွေပို့ပြီးတော့များလာတယ်ဆိုတဲ့အတွက်ကြောင့်မို့စိတ်တက်ပူပြီးတော့ကြာလာနိုင်တယ်နော်အဲ့တော့စိတ်ကြယောဂဝင်ပြီးတော့နလန်ပြန်မထနိုင်တဲ့ကလေးတွေဖြစ်သွားပါလိမ့်မယ်ကိုကမိဘအနေနဲ့တာဝန်ကြည်ခဲ့တယ်ဆိုတာသိစေချင်တယ်ဆိုလို့ရှိရင်တော့သားသမီးတို့ဒီလိုလေးပဲအားပေးနှစ်သိအမေတို့အဖေတို့လည်းအကောင်းဆုံးပံ့ပိုးပေးခဲ့တယ်သမီးလည်းစူးစမ်းခဲ့တာပဲခုချိန်မှာဒီမိဘတွေရဲ့မိသားစုဝင်တွေရဲ့နားလည်မှုကိုပို့ပြီးတော့လိုအပ်တာဖြစ်ပါတယ်အဲ့တော့ကလေးကိုဖေးမဖို့လုံးဝအဓိကပဲဖြစ်ပါတယ်တင်နေလို့လေကောင်းမွန်တဲ့ result ကရလာမှာမဟုတ်ပါဘူးစိတ်ခွန်ပေးဖို့အဓိကလိုအပ်ပါတယ်ဟောမိဘတွေလည်းမဟုတ်ဘူးတန်ဝင်းကျင်ကလည်းစီးရှိဖို့လိုတယ်နော်တချို့တွေဒီရလက်ကြီးကိုမဖြေချင်ပါဘူးဆိုတာတော့မှတွေ့တိုင်းဒီရလက်နဲ့ပဲပတ်သက်ပြီးတော့ပဲမေးတိပြီးသွားပြီနော်တိပြီးသွားတာတော့မှတခြားပြောလို့ဘယ်သူမဆိုဟဲ့သူ့သမီးကတော့အောင်လားသူ့သားတော့အောင်လားဆိုပြီးတော့တခြားနေတဆင့်နော်မတွေ့ခင်စက်ကြားမှာဘယ်သူမှတော့အပြင်မထွက်ချင်ကြဘူးလေဒီလိုချိန်ကြီးမှာနော်အဲ့တော့အပြင်ထွက်မယ်ဆိုလို့ရှိရင်ငါတို့လူတွေကမေးတော့မယ်နော်အောင်တဲ့သူတွေနဲ့မအောင်တဲ့သူတွေရဲ့စိတ်ခံစားချက်ကအများကြီးกว่าတယ်အဲ့ဒီအတွက်ကြောင့်မို့လို့မအောင်တဲ့သူတွေကတော့မိဘတွေရောသားသမီးတွေရောအခုလိုအချိန်မှာအပြင်ထွက်ချင်ကြမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ကိုတွေကပတ်ဝန်းကျင်ကလည်းနားလည်ဖို့အများကြီးလိုအပ်ပါတယ်တခြားနေတစ်ဆင့်မေးပြီးတော့တိပြီးလောက်ပြီအဲ့တော့တိပြီးနေတဲ့အခါကိုမှနော်ဒီဖုံးဆက်ပြီးတော့လည်းမမေးနဲ့တော့သူတို့မချင်းတွေ့ခဲ့ရင်တော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မမေးပါနဲ့တော့ဘာမို့လို့ရလက်မကောင်းတာဖြစ်တဲ့အတွက်ကြောင့်မိဘပဲဖြစ်ဖြစ်ခလေးပဲဖြစ်ဖြစ်ဖြေနိုင်နဲ့ဖြေခြင်းနဲ့အင်အားမရှိပါဘူးသူတို့ဖြေလေသူတို့အတွက်စိတ်တက်ပူကြီးကြလေဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ပတ်ဝန်းကျင်ကလည်းမမေးဖို့ဒီရလက်နဲ့ပတ်သက်ပြီးမမေးဖို့အရေးကြီးပါတယ်เนาะအဲ့တော့သားတို့သမီးတို့ကိုပြောချင်တာကဒါကဘဝရဲ့လမ်းခွဲလေးပဲဖြစ်တယ်เนาะသားတို့သမီးတို့လုံးဝလမ်းပိတ်သွားတာမဟုတ်ဘူးစူးစမ်းမှုတွေအများကြီးလုပ်လို့ရပါသေးတယ်နောက်တစ်ခါသားတို့သမီးတို့ပြန်ဖြေမလားပြန်ဖြေမယ်ဆိုလို့ရှိရင်ကိုထုတ်ကြည့်ပါကိုဘေးဘာသာအားနေလေအားနေတဲ့ဘာသာကိုပြန်ပြီးတော့စူးစမ်းပါဟုတ်ပြီပြန်မဖြေတော့တဲ့သားတို့သမီးတို့ကလည်းဘာမှစိတ်အားငယ်စရာမလိုပါဘူးအသက်မွေးဝမ်းကြောင်းပညာရက်တွေကိုလေ့လာပါငါဒီပညာရက်နဲ့ပထူးကြုံရင်ဝိရှာနိုင်အောင်စူးစမ်းပါဘဝဆိုတာကလမ်းခွဲကတစ်ခုပိတ်သွားရင်နောက်လမ်းခွဲတွေအများကြီးရှိတယ်အဲ့ဒီလမ်းခွဲတွေကနေပြီးကိုစူးစမ်းလို့ရပါတယ်ဘေးလမ်းကနေပြီးတော့ပဲဖြစ်ဖြစ်စူးစမ်းနေတဲ့သူတွေကဘဝမှာနေပျော်ပြီးတော့အတိတ်ပဲရှိပါတယ်
လဲကြတာကရှက်စရာမဟုတ်ဘူးနော်ပြန်မထတာကမှရှက်စရာဖြစ်သွားပြီထပြီးတော့စူးစားရမယ်ခဏပဲကြေကွဲအမြဲတမ်းကြေကွဲနေဘူးမလို့ဘူး Okay fighting